ဟုတ်ပြီဒီတယောက်ရဲ့သဘောကျတယ်အဖွဲထဲဝင်ခွင့်ပေးမယ်ဒီတယောက်ဟာဒီသူကမာဖလာဘိုင်နဲ့ပါနှကမ်းမွေးနဲ့ဆိုမစိုးဘူးဒါလူမိုက်ဖြစ်နိုင်တယ်ဒါမှဒီတယောက်လည်းတွင်းလိုက်ဟုတ်ပြီဒီတယောက်ဟာတယောက်နေစမ်းပါဟုတ်ဒီကောင်းမျက်နှာကြည့်ရစက်ဖီးနဲ့ကွာမျက်လုံးကလည်းပြူးပြဲတဲ့နဲ့ဆိုဒီကောင်းမြင်ဟိုကောင်တွေကမကြောက်ဘဲနဲ့ထရှိနေတော့တယ်ကွာမရဘူးခမ ्या ကိုကျွန်တော်ထုတ်တယ်သွားဒီတယောက်ဒီတော့မုတ်စိတ်မွေးပိုင်းနေဆိုဘာဖြစ်ဖြဲလို့ကောင်းမယ်โอเคဒီတယောက်တော့ဝင်ခွင့်ရမယ်နောက်တစ်ယောက်ဒီဘေးကြီးကလည်းပတိုင်းမွေးပိုင်းနေဆိုမိုက်တော့မိုက်တယ်ဒါပေမဲ့နှခမ်းတယောက်ပြားနေခမ ्या ဘာလဲဝိပိုင်းချထားတာစက်တိတွေပိုင်းတောက်လာလားကျွန်တော်အဲ့ဒါနည်းတော့တုတ်တယ်ဆရာနည်းတော့လည်းမရဘူးဒီမှာမရဘူးသွားကျွန်တော်ရဲ့မာဖီးယားပွင့်ထဲမှာစေးသမားတွေပါလက်မခံဘူးဘာဖြစ်လဲဆိုခန္ဓာကိုယ်တွေပါကြက်ခိုင်မှုမရှိရင်အလကားနေတေကုန်မဲဗျခင်ဗျားတို့စောစောထုတ်တာကောင်းမယ်ဒီတယောက်ဒီလူကြီးရောနည်းနည်းရုပ်ရည်တက်တက်ပြက်နေဆိုโอเคဝင်ခွင့်ရမယ်ဟာအောက်ကညှက်ဖက်နေဟာမရဘူးသွားအပေါ်ကဂျန်တမန်နဲ့အောက်ကညှက်ဖက်နေဆိုလက်မခံဘူးသွားဟာဒီတယောက်ဒီတယောက်ကမိုက်တယ်ရောက်ကြီးကရုံးကြီးဆိုဘာဖြစ်ဖြဲလို့ကောင်းမယ်ကွာဟာနာရီရောလက်ပတ်တွေရောကြပြီဗျာလမ်းမကြီးဒီတယောက်ကတွင်းလိုက်နော်နောက်တယောက်ကတော့ခလေးလိုခွေးလိုနဲ့ဘာဖြစ်အဆင်ပြေပါရဲ့ဒီတယောက်လည်းတွင်းမယ်ဟိုက်နေစမ်းပါဦးဒါဘာကြီးအောင်ဟာဟာရပြောင်းလမ်းမကြီးဒါဘယ်ဟိုဝိုင်းမာမီးအောင်ဟာရှင်ရလဲဟဲ့ကျမလည်းမာဖီးယားဖြစ်ချင်တာဗောဟဲ့ပြောင်းလမ်းမကြီးမင်းဘလို့လူတွေခေါ်လာလဲကွာဒီမှာအချောက်ပါကြီးဘလို့မာဖီးယားပွဲထဲမှာလဲကွာဟဲ့ရှင်တို့ကလည်းဟဲ့ကျမလည်းမာဖီးယားဖွင့်ဖြစ်ချင်တာဗောဟဲ့ပြီးတော့ရှင်တို့ပြောတော့ယောက်ျားပီတိုင်ရရဲဆိုကျမလက်မှာလည်းအမွှေးအများကြီးပဲရင်ဘက်မှာလည်းပတိုင်းမွှေးရောရင်ဘက်မွှေးရောအများကြီးပဲအဲ့တော့ကျမမာဖီးယားဖွင့်ဖြစ်ဖို့မလုံလောက်သေးဘူးလားရှင်ဟုတ်တော့ဟုတ်ပါရဲ့ဗျာပြောင်းလမ်းမဘလို့လုံးမလဲကွာသူပြောရတယ်မမဟုတ်လေကွာသူ့ရှင်ဘက်မှာလည်းရှင်ဘက်မွေးနေကွာအောက်မှာလည်းလက်မွေးနေလက်မွေးဆိုတာလက်ကမွေးကိုပြောတာနော်ပြီးတော့နှကမ်းမွေးနေဆိုငါ့ကိုလိုချင်တဲ့ပုံစံတိုင်းအောင်ကွက်တီဖြစ်နေရဲ့ကွာဒါပေမဲ့တောက်ပနေကြီးနဲ့6မဖြစ်နေရဲ့ပြောင်းလမ်းမဘလို့လုံးအောင်မလဲရောင်သားကြီးဘလို့မလုံးမိနေကွာဘာဖြစ်အချက်လက်တွေကပြည့်မိနေရဆိုငါတို့ဝင်ခွင့်ပေးမှရမှာကွာပြီးပါကွာအဲ့ဒါဆိုခင်ဗျားကိုဝင်ခွင့်တော့ပေးမယ်ဒါပေမဲ့ခင်ဗျားကျွန်တော်တို့နောက်ကိုလိုက်ပြီးတော့တနက်လိုက်ပြလို့မရဘူးဗျခင်ဗျားပုံစံဟာအောက်နဲ့ခလုတ်တိုက်ပြီးချော်လဲနေမယ်အဲ့တော့ကောင်းပြီခင်ဗျားနဲ့ကိုက်ညီရဲ့လို့ကျွန်တော်စဉ်းစားလို့ရပြီဗျခင်ဗျားကိုစရင်ကင်လောက်ကိုင်းရမယ်ဟုတ်တယ်လာမကြီးဒီအမကြီးကိုမဟုတ်ပါဘူးဒီကိုကြီးကိုမဟုတ်ပါဘူးဘလို့ခေါ်ရမှာ